ဒီတစ်ခါကျွန်တော်ပြသပေးမယ့်ကားလေးက Toyota Reddit လေးပေါ့လေဒီကောင်လေးက1008လိပ်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့မီးလုံးမီးခွက်တွေပြောင်းသွားပြီးအရှင်မီးတွေ HND မီးတွေဖြစ်မယ်မှန်မှန်ကြောက်ပါမယ်နောက်မီးအောင်သွားမယ်ပေါ့လေထပ်ပြီးတော့မှဒီကောင်လေးက X-ray မဟုတ်ဘဲနဲ့ကျွန်တော်က G-grade လေးဖြစ်သွားတဲ့အတွက်ဒီကောင်ကSmarky poster လေးဖြစ်သွားတယ်မှာလက်ကိုင်းလေးမှာပုံလေးပါမယ် Smarky poster ဖြစ်ပါမယ် aircon လည်းကျွန်တော် digital ပါပါမယ်တိုက်ခိုက်တွန်းတိုက်မရှိတဲ့အကြောင်းကိုကျွန်တော်ဒီရိုက်ပြရင်းနဲ့Reddit လေးအကြောင်းနဲ့ရှင်းပြမယ်ဒီနိုင်ငံမှာကျွန်တော်ရှိမှာ Reddit လေးတွေက 1.3 engine နဲ့လည်းလာတယ်1.5 နဲ့လည်းလာတယ်ပေါ့လေ1.3 ဆိုရင်ကျွန်တော် 2S FE engine နဲ့လာမယ်1.5 ဆိုရင်ကျွန်တော်တို့ 1Z FE engine နဲ့လည်းလာမှာပေါ့နော် 1Z engine ကျွန်တော်တို့ Pro Box တွေကျွန်တော်ဘဲတာတွေနဲ့ကျွန်တော်တို့သုံးပြီးတော့ကျွန်တော် engine တွေတူမယ်နောက် gear ကလည်းကျွန်တော်တို့ CVT gear ပေါ့နော် CVT gear ဆိုတာကျွန်တော်နိုင်ငံမှာသိတဲ့အတိုင်းပဲလူကြိုက်များတဲ့gear မျိုးစားဖြစ်တယ်အဲဒီ transmission ကစီစားလည်းတက်တာတယ်ဆွဲရုံလည်းကောင်းတယ်Reddit လေးတွေကပစ္စည်းတင်နေတဲ့လူမိသားစုစီးချင်တဲ့လူတွေပဲအရှင်းအဆင်ပြေနောက်ခုံလေးတွေကကျွန်တော်တို့ခောက်လိုက်ရင်ခောက်လို့ရတဲ့အတွက်နောက်မှာပစ္စည်းတွေတင်လို့တော်တော်ကြဲကြဲရတယ်နောက်ခန်းကာကို space ကလည်းတော်တော်ကျဲတယ်ဆိုတဲ့အကြောင်းကျွန်တော်သမီးလေးကိုခဏနေပြီးနောက်ခန်းလေးမှာဝင်ထိုင်ပြီးတော့ပြမယ်ဒီနောက်ဖုံးမှာလည်းကျွန်တော်တို့ဘူတီလေးပါမယ် smarty ဖြစ်တယ်ကျွန်တော်နောက်ဖုံးဖွင့်ပြမယ်နောက်ဖုံးဖွင့်ပြရင်ကျွန်တော်နောက်ဖုံးချိတ်လေးတွေကျွန်တော်သိသိရိုက်ပြမယ်မိတ်ဆွေတို့အနေနဲ့ဒီကားလေးကကျွန်တော်တို့နောက်cancellation server လေးလည်းပါသေးတယ်ပေါ့လေဒါကတော့ကားသွင်းတော့ထိမ့်သိမ်းထားတဲ့လူတွေကောင်းလို့ပေါ့လေ cancellation 3.5 နဲ့ကျွန်တော်တွင်းထားတယ်G brake က X gate ထက်ပို့ပြီးတော့နေတယ်ဒီကောင်းလေးကနောက်ကန်လေးတွေဆိုတော့ကျွန်တော်တို့တိုက်ခိုက်မရှိဘူးဒါတော့ကျွန်တော် model ထိုင်ပြရတယ်ကျွန်တော်ခေါင်းမျိုးလေးလည်းမြင်တယ်ဆိုတော့အတွက်ကြောင့်ဗျာအရက်ရှိတဲ့လူတွေစီးလို့ရတယ်နောက်ခန်းမှာဆိုရင်လည်းကျွန်တော်တို့3ယောက်လောက်ဒီထိုင်လို့ရတယ်ပေါ့လေနောက်ခန်းမှာ3ယောက်လောက်ဒီထိုင်လို့ရတယ်ရှေ့မှာ2ယောက်ပေါ့လေ driver နဲ့ passenger နဲ့နောက်မှာ3ယောက်ထိုင်လို့ရတဲ့အပြင်ကိုကျွန်တော်ပစ္စည်းလေးတွေတောင်းတင်လို့ရတယ်ဒါတော့နောက်ကန်လေးတွေ spare bin ကန်လေးတွေမှာ original check လေးရှိတယ်ပြန်ထားတာမရှိဘူးတန်ကြီးကိုပြန်ဖြန်းထားတာလည်းမရှိဘူးတိုက်ထားတာတွန်းတိုက်တယ်မရှိဘူးပေါ့လေသူကကျွန်တော်တို့ကျတော့နည်းနည်းဒီကောင်လေးတွေပို့ပြီးတော့ထောင်မျက်နှာလေးကိုပို့ကြိုက်တယ်မျက်နှာပို့ကြိုက်တယ်အသက်ရှူချောင်းလို့ခံစားရတယ်ပေါ့လေအတွင်းကန်းရဲ့ site cover လေးတွေရတယ်ဟိုအဲ့ဒါမျက်ရှိရနောက်တာယာပေါ့လေဒီကောင်တာယာလေးလုံးလုံးအသက်နီးပါးလောက်ရှိသေးတယ်ပေါ့လေ90ကြော်ရှိသေးတယ်နောက်ပြီးတော့ဒီကောင်လေးတွေက 1.3 မှာဆိုရင်ကျွန်တော်တို့တလီတာကိုကျွန်တော်တို့12ကီလိုမီတာနဲ့14ကီလိုမီတာကိုကျွန်တော်မြို့ထဲမှာကျွန်တော်ချတယ် highway ဆိုတော့ကျွန်တော်15နဲ့19လောက်ထိတော့ကျွန်တော်တို့ရတယ်အဲ့လိုမျိုးလေးရှိတယ်နောက်တစ်ခုကကြတော့ဒီဘက်ကျွန်တော်တို့မှာတခါမှရှိတဲ့ chip လေးတွေအကောင် original time ပတ်တာတွေပြန်ပြီးထုထားထောင်းထားတယ်ပြန်ပြီးဆေးထုတ်ထားတယ်တော့မရှိဘူးအောင်စည်းလည်းတော်တော်ကျန်နေတယ်တက်ရှင်လေးအနည်းငယ်တော့ပါမယ်ဘာလို့လဲဆိုတော့ဒီဆိုသူ့ရဲ့အတိုင်းပဲဂျာမနီကြီးနံပါတ်နဲ့နောက်ရှင်ဝင်တယ်တော့နိုင်ငံရောက်နေရတယ်ကြာပြီအတွက်ကျွန်တော်တို့အော်စည်းပတ်လေလို့ပြောပြီးတော့ရောင်းလို့မရဘူးဥတော့တဲ့ချင်းကြီးကိုကားကိုအတိုက်ခိုက်မရှိပဲလူစိတ်ချရတယ်ဆိုရင်ကိုကားကိုတော်တော်ရှာဝဲရတဲ့အနေအထားဖြစ်တယ်ကားစီးတွေရတယ်တော်တော်ညားနေတဲ့အချိန်ပေါ့မြင့်တက်နေတဲ့အချိန်မျိုးဖြစ်တယ်ဒါဆိုရင် Smarty ရဲ့စားတယ်နောက်ပြီးတော့ကျွန်တော်ဒီကောင်းလေးကို black box ရဲ့ထည့်ပေးမယ် license လေးရလဲဗျာအဝေးကြီးပဲ license ကကျွန်တော်2028ခုနှစ်2လပိုင်းလောက်ရှိတယ်ဒါဆိုရင်ကျွန်တော်အင်ဂျင်ငန်းလေးကိုထပ်ပြီးတော့ဖွင့်ပြမယ်အင်ဂျင်ငန်းလေးမှာကျွန်တော်ရိုက်ပြမယ်အင်ဂျင်ငန်းလေးမှာတိုက်ခိုက်မရှိဘူးဘိုးတိုင်းနေရေတိုင်းနေရန်နေကျွန်တော်တို့စင်ပြီးတယ်လုံးဝအတိုက်ခိုက်တော့လည်းမရှိဘူးတရားဝင်လည်းမိတ်ဆွေတို့အနေနဲ့ရင်စစ်လို့ရတယ်ကျွန်တော်လည်းရင်စစ်ပြီးတော့ဝယ်ထားတဲ့ကားလေးလည်းဖြစ်ပါတယ်ကျွန်တော်ဒီမှာမီလုံးမီကွက်တွေလည်းတက်ပြီးတယ်အခုချိန်မှာဗျာကျွန်တော်တို့ဒီဈေးတွေအကုန်လုံးကားပစ္စည်းတွေမကိုင်းရဘူးဖြစ်နေတာဒါကတော့ bonnet အနေထားအခုကျွန်တော်အတွင်းကန်းလေးကိုဆက်နှုတ်ပြပါမယ်ဒီကောင်လေးက grade က poster G grade ဖြစ်တယ်နော်ကျွန်တော်ဆက်လို့ရမှာဒီမှာ poster ခလို့ရဒီဘက်မှာဟောတိုတာဒီကောင် beta တို့ဒီကောင် reddit တို့ကဒီ poster ကဒီဘက်မှာပေါ့နော် fit ကြတော့ညာဘက်မှာကျွန်တော်အခု aircon ဖွင့်လိုက်တန်းနေတိုးလိုက်အောင် black box ရဲ့ပါ black box ရဲ့ကျွန်တော်ဒီရှေ့ရောအနောက်ပေါ့ black box ပါမယ်Reddit လေးကထုံးစံတိုင်းပဲဒီပုံမှာလဲကျွန်တော်
dashboard လေးပါမယ်သူက Reddit ကတော်တော်များတာဒီအောက်မှာဆိုတော့အန်ဝက်လေးပါသေးတယ်လေးပါမယ်ပါဝါလေးပါမှန်ချုံမှကောက်မှန်ချင်းဒိုလော့ window lock aircon digital ဖြစ်သွားပြီဟောလေဒါတော့ dashboard လေးdashboard လေးနော် dashboard လေးဒီအားအများကြီးပါတယ်ဟိုမှာစာကြည့်မိပါမယ်နေကားလေးသင်္ကန်းနေတာနောက်ဒီကောင်လေးရဲ့ထူးခြားချက်ကကျွန်တော်တို့ဒီ Reddit တွေကပေါ့G grade ဖြစ်သွားပြီဆိုရင်ကျွန်တော်ဘက်ကီကထိုးလိုက်တာနဲ့ဒီဘတ်မှန်လေးပေါ့လေအဲ့ဘတ်မှန်လေးကျွန်တော်အောက်ဆောင်သွားကျွန်တော်ထိုးပြမယ်ကြည့်တယ်နော်ကျွန်တော်ဘက်ထိုးလိုက်ဘတ်မှန်လို့ကြည့်လိုက်အဲ့ဘက်ကဘတ်မှန်လေးပေါ့သူအောက်ဆိုင်ပေးတယ်ကျွန်တော်ပြန်ပြီးတော့ဟောလုပ်လိုက်ပေါ်တက်သွားဒါကျွန်တော်တို့ရဲ့ G grade မှာပါတဲ့ grade လေးပေါ့ဗျာဒီမှာတော့အတွင်းကန်းခုနကလည်းကျွန်တော်ရိုက်ပြထားပါတယ်အတွင်းကန်းနေထားလေးဖြစ်တယ်ဒီကောင်လေးကိုကျွန်တော်ရှိမှာဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်990နဲ့ကျွန်တော်ရောက်ချပေးမှာဖြစ်ပါတယ်လိုင်စင်လေးလည်းဝေးသေးတယ်2028နှစ်လပိုင်းလောက်ထိရှိမယ်တောက်လျှောက်အနက်ပဲပြောင်းလဲမှုမှမရှိဘူးနောက်ပြီးတော့ဒီကောင်လေးက grade 4.5 cancellation လည်းပါမယ်ပေါ့လေအဲ့တော့ကျွန်တော်ဒီကားလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ဖုန်းနံပါတ်430 9854ကိုကျွန်တော်ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ်Airbag လေးပါပါတယ် Airbag လေးဟိုးနောက်မှာလည်း Airbag ပါကျွန်တော်Airbag လေးပါမယ်မပတ်လည်းပေါ့လေAirbag လေးပါပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်